Hello ဒါကတော့ကျမတို့ဘန်ကောက်မှာရောက်သွားတဲ့ဒုတိယရက်ဖြစ်တယ်အဲ့ဒီမှာကျမတို့ဒုတိယနေ့မှာရှောက်လင်မယ်ဆိုပြီးတော့ဒီ Google မှာလိုက်ရှာတယ်အမှလိုက်ရှာတော့ဘယ်နေရာတွေသွားလို့ရလဲဘယ်နေရာတွေလဲလို့ကောင်းလဲဘယ်နေရာကငါတို့နဲ့နီးလဲဆိုလိုက်ရှာတယ်ပေါ့နော်အဲ့မှာ Central World ကိုတွေ့သွားတယ် Central World ကတော့တွေ့တာကြာပြီဒါပေမဲ့တခြားရွေးချက်စရာမရှိတော့ Central World ကိုပဲရွေးလိုက်တယ်Central World ကိုကျမတို့ချစ်ချင်နဲ့ရှောက်သွားတယ်ပေါ့နော်အဲ့မှာဝင်လိုက်တာနဲ့ Rapunzel ကိုတွေ့တယ်ပေါ့နော် Rapunzel ကိုတွေ့တော့အရန် Oh my god ဖြစ်သွားတယ်လင်္ကာထတော့ရှိတယ်အဲ့ဒါပေါ်ဆုံးထမှာပဲကျမတို့ရုပ်ရှင်ကြည့်ဖို့သွားခဲ့တယ်ပေါ့နော်အဲ့မှာပေါရွေးခဲ့လဲဆိုရင်ဒီ2025မှာထွက်တဲ့ Badlands ဆိုတဲ့စကားရုပ်ရှင်စကားပေါ့နော်ထွက်ထားတာမကြသေးဘူးခုမှယုံတင်မယ်ဆိုတော့မသိပဲဆိုဝင်ကြည့်မယ်ဆိုပြီးတော့ဝင်ကြည့်လိုက်တယ်အဲ့တော့ရုပ်ရှင်သူ့ရဲ့ဘယ်လိုပြောမလဲသူ့ရဲ့ cinema ကတော့တော်တော်လေးကိုခမ်းနားတယ်ကျဲတယ်ပြီးတော့ကျမတို့သူ့နေကြဟာတဲ့အများကြီးခမ်းနားတာကိုတွေ့ရတယ်ပေါ့နော်။မှကတော့တကယ်တမ်းဆူတိုပီယာကိုအရင်ကြည့်ချင်တယ်ဒါပေမဲ့အဲ့ဒီရက်ကနိုဝင်ဘာမရောက်သေးဘူးလေဟုတ်ပါဘူးဒီဇင်ဘာမရောက်သေးဘူးဆိုတော့ဆူတိုပီယာမပြသေးဘူး။အဲ့တော့ Badlands ကိုပဲကြည့်လိုက်တယ်ဒါပေမဲ့အရင်ကြည့်ရတတ်ပါတယ်ဟိုအနောက်ဆူညံတဲ့ရုပ်ရှင်ရုံတော့မှကျမနားထဲမှာမဆူညံတော့ဘူးပေါ့နော်။ဟိုမျက်လုံးကအာယုံကအဲ့ရုပ်ရှင်ထဲမှာပဲရောက်နေတော့နားကဆူညံတော့မကြားရတော့ရမ်းကြည့်လို့ကောင်းပါတယ်။တိတ်နဲ့လောသွားတော့ဒီမှာရုပ်ရှင်ရုံထဲမှာဝင်ထိုင်စောင့်နေရသေးတယ်နိုင်အဲ့နဲ့ရုပ်ရှင်ကြည့်ပြီးတော့ကျမတို့အပြင်ကိုပြန်ထွက်လာလိုက်ပြီပေါ့နော်အမှန်ဆိုရင်တော့6နာရီလောက်ဆိုရင်တို့ကနေတူတွေစားပြီးတော့ကြာလိုက်ပြီလေနော်ဒါပေမဲ့6နာရီထိမနေခက်လိုက်ရအောင်အမှတချင်းတွေဆိုတဲ့ကလေးလေးတွေဟိုမိုက်ဒီကလေးလေးတွေတီးတာတွေကြည့်ပြီးတော့အားကြတယ်ပေါ့နော်အရန်လဲဟိုမလိုက်တာသူများတွေအဲ့ဒါပဲပြောနိုင်တယ်ပြီးရင်ဒီညာလေးပဲညမိုးမချုပ်သေးဘူးဆိုတော့အဲ့ဒီအပိန်ကတိတ်မလာသေးဘူးဒီမှာသူတို့ကဒီ animation Disney စကောင်တွေပေါ့နော်အဲ့ဒီ Disney စကောင်တွေပေါ့ဒီမှာအများကြီးခင်းထားတာအကောလုံးသူတို့ခင်းထားတဲ့စကောင်တွေအားလုံးရဲ့ Toy Story ပြီးရင်ဟို Frozen တို့ဟို Zootopia တို့အဲ့ဒါတွေပေါ့ဒီမှာအကုန်လုံးကြည့်ပြီးအဲ့တော့ကိုယ့်ရဲ့ဟိုကြိုက်တဲ့ character နဲ့အပြင်မှာတွေ့လိုက်ရတယ်လို့မျိုးတော့ခံစားလိုက်ရတယ်ပေါ့နော်ကြည့်လို့ကောင်းတယ်ပြီးတော့သူတို့ရဲ့ဒီအပြင်စင်နေတာအရန်လာတယ်ဒီမှာဒီအိမ်လေးဆိုရင်ချစ်စရာလေးနော်ဒါတော့ချစ်စရာပိုကောင်းတယ်ဒီမှာဒီကလေးတွေတချင်းဆိုတာကိုကျမတို့လာပြီးတော့ထိုင်သားထောင်တယ်ပေါ့နော်ကျမကဘယ်ရောက်တချင်းတွေရှိတဲ့နေရာမှာရောက်ရင်ကျမပြောတယ်အဲ့ဒီနေရာမှာပဲထိုင်ချလိုက်တယ်အဲ့လိုမျိုးပေါ့နော်တချင်းထိုင်သားထောင်တယ်တီးတာတွေနားထောင်တယ်ကျမတို့ကဒီ The Hangover ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတွေကစောက်ဝင်ခံရှိတဲ့နေရာပေါ့နော်ဒီဟာကဘားတွေပဲဒီတန်းလုံးကအကလုံးဘားတွေပဲဒီနေရာကိုကျမတို့ပြန်ထားလာတယ်အရန်လာတယ်ဒါကမိုးချုံမှာပဲလာတယ်လင်းတော့အဲ့ဒါအရန်လာတယ်အဲ့ဒါတချင်းလေးဝင်နာထောင်လိုက်ပါတယ်လို့တချင်းလိုက်နာထောင်ကြပါဦးချင်းဆိုတာလည်းအရန်မိုက်ပါတယ်